ကဲအားလုံးပဲမင်္ဂလာပါရှင်ချူရဲ့ YouTube channel တွေကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချူကဒီဇင်ဘာလ2ရက်နေ့မှာအားလုံးပဲဂုံးစိရအောင်မယ်ဒီအတောက်အတိုက်တဲ့ event ကြီးအကြောင်းကိုပြောပြပြီးသားမှာပဲဖြစ်ပါတယ်နော်ကဲဆိုတော့ချူတို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲအတောက်အတိုက်တဲ့ event ကတော့ Fanny မာတေးရင်ဆိုပြီးတော့ skin 3000နဲ့လာမှာဖြစ်ပါတယ်စကင်3000လုံးကအရင်တော့ကလာဖို့ပြီးတော့အခုတစ်ခေါက်ကတော့စကင်တွေအကုန်လုံးကို revamp ပေးမယ်လို့လည်းသိရပါတယ်တကယ်ကချူအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒီ event က skin တွေကိုပတ်စံနည်းနည်းလေးတုံးပြီးတော့ဂုံးစင်းနေတဲ့သူတွေအကြိုက်ဖြစ်စေမဲ့ event တစ်ခုလို့ချူအနေနဲ့တေချာပေါအာမခံရပါတယ်ဘာလို့လဲဆိုတော့ဒီ event ကတော်တော်ကြီးကိုမှတန်ပြီးတော့ draw တွေကလည်းတော်တော်လေးကိုမှစေပေါ်ပါတယ်နောက်ပြီးတော့ event ရဲ့ free တုံးငင် free 1 free 2နဲ့တာပေါင်းနိုင်မယ်ဆိုလို့ရှိရင်ဒီတွေက skin တစ်ကောင်ကိုယူဖို့အတွက်အခုကြည့်နေတဲ့သူတွေကပတ်စံနေအများကြီးကုန်တော့မှမဟုတ်ပါဘူးကဲဆိုတော့ချူတို့ event ရဲ့ price pool ကိုတစ်ချက်သွားကြည့်ကြည့်မယ်ပေါ့နော် event ရဲ့ price pool မှာဆိုရင်ချူတို့အတက်အွန်တိုက်တဲ့ scale 3ကောင်ကိုမြင်တွေ့ရမယ့်ပြင်ကိုမှအတက်အွန်တိုက်တဲ့ event နဲ့ပတ်သက်တဲ့ပေါင်နဲ့ record effect admission f လေးတွေနဲ့ emote လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ချူတို့ skin နဲ့ပြန်ပြီးတော့ exchange လုပ်ရမယ့် coin တွေပါလာမှာဖြစ်ပြီးတော့သူ့အနေနဲ့ကွိုင်းကအများဆုံး20ကနေပြီးတော့အနည်းဆုံး5ခုအထိပေးရတယ်ပေါ့နော်အဲ့ဒီကွိုင်းလေးတွေကိုစုပြီးတော့ချူတို့က event shot ထင်မှာရှိတဲ့ exchange shot မှာသွားပြီးတော့လဲရမယ့်ပုံစံမျိုးပဲဖြစ်ပါတယ်နောက်ပြီးတော့ချူတို့ရှိမှာကရှိပြီးသား item တွေပြန်ကြမယ်ဆိုရင်ဥပမာချူတို့ကအရင်တစ်ခါလာခဲ့တဲ့အတောင်တိုက်တန် event ကအတောင်တိုက်တန်ဘန်ကိုရရတယ်ဆိုရင်ဒီ event မှာထပ်ဖောက်လို့အတောင်တိုက်တန်ပေါင်ပေးတယ်ဆိုလို့ရှိရင် coin လေးတွေအနေနဲ့ပြောင်းလဲသွားမှာပါevent ရဲ့ exchange shot ထဲမှာဆိုရင်တော့အတောင်တိုက်တဲ့ skin တကောင်ကိုချူတို့က coin ထုတ်နေရနဲ့လဲတွေ့ရမှာဖြစ်ပါတယ်။ channel reward အသေးသားလေးတွေနဲ့ပါဦးမှာဖြစ်တဲ့အပြင်ကိုမှချူတို့အနေနဲ့ limited အနေနဲ့သာရတဲ့ test bundle လေးတွေကိုလည်းဒီနေရာကနေလာပြီးဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်ချူတို့က event ရဲ့ draw reward တွေဖက်အချမ်းကိုတစ်ချက်သွားပြီးတော့ကြည့်ကြည့်ပါမယ်။ draw reward ကတကယ်ကိုမှဈေးတန်တော့ပါတယ်။ကဲဆိုတော့ချူတို့တစ်ချက်သွားကြည့်ပါမယ်။ draw reward ဘဲမှာဆိုလို့ရှိရင်ချူတို့က draw တွေလက်တာနဲ့အများ event နဲ့သက်ဆိုင်တဲ့ reward တွေကိုပြန်ပြီးရမှာဖြစ်ပါတယ်။ဥပမာဆိုရင်ဒီမှာပြထားတဲ့အတိုင်း draw 20ပြည့်မယ်ဆိုရင်ချူတို့က free တုံးငင်တကက်ကိုရမှာဖြစ်ပြီးတော့ draw 60မှာဆိုလို့ရှိရင်ချူတို့ကမော်အမုတ်တရားရမှာပါ draw 130ပြည့်မယ်ဆိုရင်တော့ free တုံးငင်10ခက်ကိုရမှာဖြစ်ပြီးတော့ draw 160ပြည့်မယ်ဆိုရင်တော့ဒီစကင်နဲ့ပြန်ပြီး exchange လုပ်ရမယ့် coin တရားရမှာဖြစ်ပါတယ်draw 190ပြည့်သားပြီဆိုလို့ရှိရင်တော့ချူတို့ကစကင်နဲ့ပြန်ပြီးတော့ exchange လုပ်ရတဲ့ coin စုစုပေါင်း180ဆိုပြီးရရှိတော့မှာဖြစ်ပါတယ်ဆိုတော့ချူတို့က draw တွေလက်လာတဲ့နဲ့အများ draw reward တွေကိုလည်းရယူနိုင်ပါသေးတယ် event ရဲ့လဲရမယ့်ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်လည်းချူတို့က1 draw နဲ့10 draw ဆိုပြီးတွေ့ရမှာဖြစ်ပြီးတော့1 draw မှာဆိုလို့ရှိရင်နေတဲ့ short စီ90ရာခိုင်နှုန်းပေးထားပြီးတော့ diamond 25လုံးနဲ့နေတဲ့ short စီလဲနိုင်မှာပါနေတဲ့ short စီမပါဘူးဆိုရင်တော့ diamond 90နဲ့လဲနိုင်မှာဖြစ်ပါတယ်တန်တော့ကိုတော့ချူတို့က diamond လုံး450နဲ့လဲရမှာဖြစ်ပြီးတော့အဲ့ဒါက 10% discount ရှော့ဈေးရတာလို့ပါ discount ရှော့ဈေးတာမပါဘူးဆိုလို့ရှိရင်တော့ diamond လုံး900နဲ့လဲရမှာဖြစ်ပါတယ်နောက်ပြီးတော့သူက diamond လဲပြီးတိုင်းမှာ Japan skin collaboration item တခုခုကိုလည်းရရှိတောင်းမယ်လို့ပြောရတယ်ဆိုတဲ့အတွက်ချူတို့ကဒီ diamond တစ်ခါလဲပြီးတိုင်းမှာ record effect animation effect bounding emote တွေလည်းရနိုင်ပါတယ်ကျူးရှင်မှာပြောခဲ့တယ်လို့ပဲရှေ့ကပြောခဲ့တဲ့ဒီ record effect animation effect လေးတွေကကိုမှရှိပြီးကြဆိုရင်စကင်နဲ့ပြန်ပြီးတော့ exchange လုပ်ပြရတဲ့ coin တွေအဖြေပြောင်းလဲသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ event ရဲ့ free တုံငင်က film effect 2ဆိုပြီးနှစ်ခါလာမှာဖြစ်ပြီးတော့ချူတို့ကအတောင် titan skin ကောင်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ daily နေ့စဉ် short သေးလေးတွေလက်ရမှာဖြစ်ပြီးတော့ event ရဲ့ free တုံငင် free 1နဲ့ free 2ကိုသာပေါင်းပြီးချူတို့ကဂုံစင်းမယ်ဆိုရင်အတောင် titan skin တကောင်ကိုတေချာပေါက်ကိုရနိုင်ပါတယ်ကဲဆိုတော့အခုကြည့်နေတဲ့သူအလုံးချူရှင်းများခဲ့တဲ့အတောင် titan event အကြောင်းလေးကိုတော့အလုံးနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့အဆင်ပြေမယ်ဆိုရင်ချူရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးဖို့ပြောချင်ပါတယ်ချူရဲ့ YouTube channel က subscriber 3000ပြည့်တော့မှာပဲဖြစ်ပါတယ် subscriber 3000ပြည့်တော့ရင်ချူကကိုအားပေးနေတဲ့ fan လေးတွေအတွက် star like လေးတွေ giveaway ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပဲ subscribe မလုပ်ရသေးရဲ့ subscribe လေးလုပ်ခဲ့ပေးဖို့ချူအနေနဲ့အထူးတောင်းဆိုချင်ပါတယ်နော်ချူကိုအားပေးနေတဲ့သူတယောက်ချင်းစီတိုင်းကိုချူမှာအထူးပင်ကျေးဇူးတင်ရှိပါတယ်နော်